2025 ခုနှစ်အတွက်အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကိုပွင့်ပေါက်ကြေညာပေးနိုင်ရတဲ့အတွက် Academy စိုးကျော်စံအားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ2025 ခုနှစ်အတွက်ကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုတီလန်မောင်မီဘယာဇကာဖြစ်ပါခင်ဗျာရုပ်ရှင်လူပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်ကြီးများခင်ဗျာအောင်တီရီရုပ်ရှင်ထုတ်လို့ရေးကဒါရိုက်တာမင်းမုံရိုက်ကူးတဲ့မောင်မီဘယာဇကာဟာအိမ်တော်တစ်ခုကိုအခြေပြုလို့တမူထူးခြားရိုက်ကူးတင်ပြထားတဲ့ဇကာတကားပဲဖြစ်ပါတယ်ဇကာကောင်းတကားဖြစ်ဖို့ဇက်ညွန်းကောင်းဖို့ကအဓိကလိုအပ်ချက်ဖြစ်ပါတယ်တီလန်ရဲ့ထိမိပေပြင်းတဲ့ဇက်ညွန်းကြောင့်မောင်မီဘယာဟာရုပ်လုံးကျွာလှပနေခဲ့ပါတယ်အထူးသဖြင့်ဖယားဟောဇက်တော်ကိုအခြေခံလို့ဇက်ကိုပုံဖော်ပူဇော်နိုင်ခဲ့ရုံသာမကဇက်ရဲ့လေးနက်ပြည်ပြင်းမှုကိုများစွာအထောက်အကူဖြစ်စေတဲ့အတွက်2025 ခုနှစ်အတွက်အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကိုတီလန်အားမြန်မာရုပ်ရှင်ထူးချွန်ဆုစီစဉ်အကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းပဲဖြစ်ပါတယ်အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုရတီလန်ရဲ့အနုပညာစွမ်းပကားတွေကိုပြသဖို့ရာဇက်ကားတကားလုံးကိုပြသမှသာပြီးပြည့်စုံမှာဖြစ်လို့အချိန်ကိုငဲ့ကွယ်ပြီးပြသပေးနိုင်ခြင်းမရှိပါကြောင်းလေးစားစွာမေတ္တာရက်ခံတင်ပြအပ်ပါတယ်ခင်ဗျာ2025 ခုနှစ်အတွက်အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးနိုင်ပါရန် Academy ဇော်မြင့်ဦးအားလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ